ဒီစစ်သားလေးကမတော်တဆခွတ်ထားတဲ့မင်းမျိုးမိုင်းတစ်ခုကိုနင်းမိသွားပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါသူရောသူ့အဖော်ရဲ့အသက်ပါအန်ဒီရဲ့ရောက်သွားစေနိုင်တာမို့သူတုံးလုတ်ချောက်ချပြီးတတိလက်လို့ထိသွားခဲ့ပါတယ်ခဏကြာတော့အဲ့ဒီအဖွဲရဲ့ကပတိန်ကအဲ့ဒီနေရာကိုရောက်လာပြီးမိုင်းရဲ့အနက်ကိုတိရအောင်တစ်သားချောင်းလေးတစ်ခုနဲ့မိုင်းဘေးကမြေကြီးတွေကိုစပြီးဖယ်ရှားပေးခဲ့ပါတယ်အဲ့ဒီချိန်ကြမှာပဲဒီမြေမျိုးမိုင်းကြီးကအရန်ကြီးနေပြီးဖြိုးဖို့မထင်လိုက်ဘူးဆိုတာသူတို့သိလိုက်ရတာပါအဲ့ဒီနောက်ကပတိန်ကတခြားစစ်သားတွေကိုနောက်ဆုတ်ခိုင်းလိုက်ပြီးသူ့နေရာမှာသူကိုယ်တိုင်အစားဝင်နှင်းဖို့အတွက်တုံးအထီရွေးထွက်တဲ့အချိန်မှာခြေထောက်ကိုကြွားလိုက်ဖို့အဲ့ဒီစစ်သားလေးကိုပြောလိုက်ပါတယ်ကပတိန်ရဲ့ညွှန်ကြားချက်အတိုင်းစစ်သားလေးကမိုင်းဘော်ကနေခြေထောက်ကိုဖယ်လိုက်ပြီးကပတိန်ကလည်းချက်ချင်းပဲသူ့ခြေထောက်နဲ့အစားထိုးနှင်းလိုက်ပါတယ်အခုဆိုရင်ကပတိန်ကသူ့ရဲဘော်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပေမယ့်အခုတော့သူ့အသက်ကအန်ဒီရဲ့ရောက်သွားပါပြီရုတ်တရက်ဆိုသလိုသူကဟန်းချက်ဖြတ်သွားပြီးခြေထောက်တစ်ဖက်ကမိုင်းဘော်ကနေလွတ်ထွက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့လူတိုင်းကလည်းလမ်းဖြတ်သွားကြတာပေါ့အဲ့ဒီနောက်သူကမိုင်းဘော်မှာခုံပေါက်နေပေမဲ့လည်းမိုင်းကပေါက်မလာခဲ့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီမိုင်းကအစကတည်းကဖြုတ်ထားပြီးတာဖြစ်နေလို့ပါသူကသူတို့ကိုနောက်ပြောင်နေခဲ့တာပဲဖြစ်ပါတယ်